မျောလင်းခြင်းရဲ့အတန်မောင်မောင်နဲ့ခိုင်တို့အိမ်ခွဲနေခဲ့တာတစ်နှစ်နီးပါးရှိလာခဲ့ပြီးအစပိုင်းမှာမိဘတွေကစိတ်မကောင်းဖြစ်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့နှစ်ဖက်မိဘတွေလည်းကလေးတွေအဆင်ပြေနေရပါပြီဆိုပြီးနားလည်ပေးလာကြတယ်မောင်မောင်နဲ့ခိုင်တို့ရဲ့အိမ်လေးကလည်းမကြီးမားပေမဲ့နှွေးထွေးနေခဲ့တယ်ညနေအလုပ်ကပြန်လာတိုင်းမောင်မောင်ကခိုင်အတွက်လမ်းထိပ်ကမုံလေးဝယ်လာတတ်တယ်ခိုင်ကလည်းကိုမောင်ပင်ပန်းလာပြီဆိုပြီးတောက်ရည်လေးခတ်ပေးတတ်တယ်ရိုးရှင်းပေမဲ့ပျော်ရွှင်မှုတွေအပြည့်ရှိတဲ့ဘဝလေးပါတနေ့မှာတော့ခိုင်ကမောင်မောင်လက်ကိုတိတ်တိတ်လေးဆွဲပြီးစေယုံကစာရွက်လေးထုတ်ပြလိုက်တယ်ကိုမောင်ကျမတို့ကလေးရတော့မယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာမောင်မောင်မျက်လုံးတွေတောင်ဝင်သွားခဲ့တယ်တကယ်လားခိုင်သူကကလေးတယောက်လိုပြုံးပြီးခိုင်ကိုတင်းတင်းလေးဖတ်ထားခဲ့တယ်နောက်တစ်နေ့မှာတော့နှစ်ယောက်သားမိဘအိမ်ကိုသွားပြီးသတင်းပြောကြတယ်မေခိုင်မာကိုဝင်ရှိနေပြီအဲ့ဒီစကားတခွန်းကြောင့်အိမ်တအိမ်လုံးဝမ်းသာတန်တွေနဲ့ပြည့်သွားခဲ့တယ်မောင်မောင်ရဲ့အမေကငါအဖွားဖြစ်တော့မှာပေါ့ဆိုပြီးမျက်ရည်တောင်လဲနေခဲ့တယ်ခိုင်ရဲ့အဖေကတော့ငါမြေးကိုဘောလုံးကန်တင်ပေးမယ်ဆိုပြီးရေမောနေခဲ့တယ်အဲ့ဒီနေ့ကစပြီးကလေးမမွေးသေးခင်ကတည်းကအိမ်ထဲမှာပျော်ရွှင်မှုတွေပိုများလာခဲ့တယ်ကိုဝင်တဖြည်းဖြည်းရင့်လာတာနဲ့အမျှမောင်မောင်ကခိုင်ကိုအယမ်းဂရုစိုက်လာတယ်လေကားမတက်နဲ့နော်အလေးမမနဲ့ဗိုက်စာနေလားဆိုပြီးအမြဲစိုးရိမ်နေတတ်တယ်ညတိုင်းလဲခိုင်ပိုက်လေးပေါ်လက်တင်ပြီးကလေးနဲ့စကားပြောတတ်တယ်သားလေးလားသမီးလေးလားမသိဘူးနော်ခိုင်ကပြုံးပြီးမေးတော့မောင်မောင်ကခဏစဉ်းစားပြီးသားလေးဆိုရင်မင်းခန့်လို့နာမည်ပေးမယ်ဘာလို့အဲ့ဒီနာမည်ကြိုက်တာလဲငါတို့ဘဝရဲကိုရောက်လာတဲ့မင်းသားလေးလိုပဲလေခိုင်ကရေရင်မျက်ရည်ဝဲသွားခဲ့တယ်တခါတလေပျော်ရွှင်မှုဆိုတာငွေကြေးအများကြီးရှိမှမဟုတ်ပါဘူးကိုချစ်တဲ့သူနဲ့အနာဂတ်ကိုအတူစောင့်မျှော်နေရတဲ့အချိန်တွေကလည်းဘဝမှာအလှဆုံးနေ့ရက်တွေဖြစ်နိုင်ပါတယ်အဲ့ဒီအိမ်လေးထဲမှာမောင်မောင်ရဲ့စောင့်ရှောက်မှုခိုင်ရဲ့နူးညံ့မှုမိဘတွေရဲ့မေတ္တာတွေကြားမှာမင်းခန့်ဆိုတဲ့နာမည်လေးကမမွေးခင်ကတည်းကအချစ်တွေထဲမှာကြီးပြင်းနေခဲ့ပါတယ်ဒီ channel ကနေလူမှုရေးအိမ်ထောင်ရေးပညာရေးလုပ်ငန်းခွင်နဲ့ပတ်သက်တဲ့စိတ်ပညာအမြင်ဇလန်းတိုလေးများကိုအခန်းဆက်အနေနဲ့မပြတ်တင်ဆက်သွားမှာဖြစ်ပါတယ်ကြည့်ရှုသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်